ဒီဟာစူးစမ်းနေပြီမဲ့ဘာကြောင့်ခုချင်းမချမ်းသာသေးတာလဲလို့ကိုမေးဖူးပါသလားတကယ်တော့ချမ်းသာကြွယ်ဝမှုဆိုတာကံတရားမဟုတ်ဘူးအဲ့ဒါကသိပ္ပံနည်းကြစနစ်တစ်ခုပါဒီနေ့မှာတော့ကဘာကျော်ပုဂ္ဂိုလ်ကြီးနီပိုလီယန်ဟေးရဲ့ Think and Grow Rich စာအုပ်ထဲကသိဘွားကိုပြောင်းလဲပြီးမဲ့အချက်၃ချက်ကိုမျှဝေပေးချင်ပါတယ်ပထမတစ်ချက်ဘန်နီဒရဆာယောမီလာတလို့လိုချင်မှုလူအများစုကချမ်းသာခြင်းနဲ့လို့ပြောကြတယ်ဒါပေမဲ့အောင်မြင်သူတွေကမရမချင်းမရက်ဘူးလို့ဆုံးဖြတ်ထားကြတယ်ဟေးယောမက်ဆီကရိုးရှင်းပါတယ် wish မဟုတ်ဘူး decision ဖြစ်ရမယ်တိကျတဲ့ညီမှန်းချက်ဘယ်ချင်ရောက်မလဲသတ်မှတ်ထားရမယ်ဘာပြန်ပြီးမလဲသိချရမယ်ဒီညီမှန်းချက်ကိုစာပြီးရေးချထားပါနေ့တိုင်းဖတ်ပါစိတ်ထဲမှာမီးလောင်နေတယ်လို့ထင်ထားပါတစော်ရမရှိရင်ဘွားကမပြောင်းလဲပါဘူးနံပါတ်2မန်ဆက်ပူခမ်းမင်းစိတ်ကိုပြန်လဲရေးဆွဲခြင်းဟေးကပြောတယ်တင်းစခရုမရှိမန်ကတင်းအနာဂတ်ကိုတည်ဆောက်နေတယ် repeated thought to believe belief to action to recept တင်းမြုံကြည့်တဲ့အရာကိုမရနိုင်ပါဘူးကို positive auto suggestion ပြောပါ future ကို temporary လို့ပဲမြင်ပါငါလုံးနိုင်တဲ့ကိုအကျဉ်းချင်းပြောပါသိစိတ်ကိုပြောင်းနိုင်ရင်သိအခြေအနေကိုပြောင်းနိုင်တယ်နံပါတ်3 persistent မရမနာဆက်လုပ်ပါလူအများစုမှမြင်တာကမကြက်လို့မဟုတ်ဘူးအချိန်မတန်ခင်လက်ရှုပ်လိုက်လို့ပါ temporary defeat ဆိုတာကလမ်းလင်းချင်းပါပဲလမ်းဆုံးမဟုတ်ဘူးစိတ်ပဲ့တွေကိုလက်ဆင်လို့မြင်ပါခွင့်မလို့ဘူးဆိုတဲ့ဆုံးဖြတ်ချက်ချပါကိုစီစန်စီအကိုအလေးချဖြစ်အောင်လုပ်ပါ persistent equal power အနေချုပ်ကတော့ rich ဖြစ်ခြင်းဟာပတ်စံနဲ့တင်မစတင်ပါဘူးဆုံးဖြတ်ချက်ယုံကြည်မှုမြင့်မနာလှုပ်ဆောင်ခြင်းနဲ့စတင်ပါတယ်ဒီနေ့ကစပြီးကိုယ့်ရဲ့ရည်မှန်းချက်ကိုယ့်ရဲ့ယုံကြည်မှုတွေကိုစတင်အကောင့်ထဲပေါ်လိုက်ပါ